ကကြောင်စင်းစားရင်စိတ်များရှုပ်ထွေးရင်လေးနေမလားကွာအချိန်နဲ့တစ်ခုကြောင့်မိုင်များစွာဝေးခြင်းဝေးစေငါကလိုအပ်ချိန်တိုင်းမှာဝေမျှခံစားအားပေးနေမှာပါလောကဆက်ဆရာကြီးသူကခြင်းနဲ့တိုင်းကမှာပေါ့ဝါဆိုတာတစ်ခါတလေလဲမုံတိုင်းတွေထခြင်းချမှာပေါ့အရန်ကြီးမတွေးပါနဲ့ကြုံမြတူရင်ဆိုင်ကြတာပေါ့ငါတို့ကတငယ်ချင်းပဲစိတ်မြင့်သမျှကိုရင်ဖွင့်မပြောအစင်သင့်ပါနော်တငယ်ချင်းကောင်းဆိုတာကြည်တွေလို့ပါပဲအမြဲတမ်းတော့မတွေ့မမြင်ရလဲမပြတ်လင်းလက်လို့ရှိပေးကြတယ်မင်းချော်လေးကြတိုင်းပြန်ထူပေးလို့ကူညီဖေးမှာမယ်ဘာမှမကြောက်နဲ့တငယ်ချင်းအေးစေးငါကတိပေးပါလေစိတ်ရှော့လိုက်ပါလေတငယ်ချင်းကြီးတယ်ဘိုက်ကိုလည်းကြည့်ကြည့်